ဒီနဲ့ကိုကလေးမျိုးနဲ့ရဲ့ပိုင်ရက်ရွာတို့တစ်ခေါက်ကလာခဲ့ပါမဟုတ်စကားဆိုတော့မုံပြင်းနေတဲ့ပါကလေးလူမျိုးတိုင်းနေတာတွေမောမဆုံးလေးသုံးမျိုးစုကနေတိုင်းနေမြေပိုင်ရက်ကြီးရွာလည်းသဘောကောင်းလည်းလို့လာခဲ့ပါဘာလာဒီအတကယ်ကိုင်းဆိုင်လို့တကယ်ရင်ကြီးတဲ့ပိုင်ရက်ရွာပါရွာရဲ့ပြည်တဲ့ပြည်တဲ့စကားပြောတာဆင်းအောင်ချမ်းမြေဘုံကြီးကြောင်းတော့ပြောတာပဲမြင်နိုင်ပြီချီလူလိုချီအရှင်ပြင်းရိတ်တနာကဦးဇပွဲပါခဏခေါ်ရဆက်တယ်ခန္ဓာတော်တိဆောက်နေပါသည်ဒီညမလေးချာနေရတယ်မနဲ့ပါမနဲ့ပါနေတဲ့ပရိယတိစံတန်တွေနာပြောဝဲတကယ်ကောင်းလာပါသည်တရားတရားကအခုမှရှေ့ဆောင်ပိုင်ရဲ့ရွာရဲ့ရိုးရတလေးပါဘာကမှနေလို့ကြားစိတ်ပေါက်နေကြပိုင်ရဲ့ကျေးရွာသူတွေအလားကိုစာဖွဲ့ပြေးသည့်မကုံနိုင်တော့လမ်းလာခဲ့ပါပိုင်ရဲ့ရွာကစီလိုကြိုးပါမယ်ရွာရဲ့အရှိဘက်မှာမမဲတော့ကာယံငါရဲ့စိတ်ဖြာရည်ကွန်ကြီးလေရွေမိုးဆောင်မပြတ်စီနေသည်ရွာနောက်ကဆိုရင်ကရင်ပြည်နယ်မူနေသက်ကကိုဝင်းချောင်းနဲ့စီးနေလို့နေရွာနောက်ကလေခွင်းမြင်များရှူလို့လို့မဆုံးနိုင်ဆရာတော်နဲ့ရွာသားများကသူ့ပေါင်းလှုပ်ဆောင်ရွာလေမဆိုးဘုံကလေးများဒီများဒီမှုရဲ့လှုပ်ဆောင်နေပါသည်ပိုင်ရရွာတို့လမ်းလာခဲ့ပါဖိတ်ခေါ်ခြင်းပါသည်တကယ်သားရဆိုစိတ်နဲ့နှလုံးပေးတဲ့ဘက်အလားဝမ်းကူရင်ရှောင်းဆုံးပန်းကလေးများယောက်ျားပြတော့ကြောခင်းတယ်မိမပြတော့ချီသေးတယ်တို့ပိုင်ရရွာကိုတကောက်လောက်တော့လမ်းလို့ပါရည်ချင်းဘယ်ဇာတိစရာဇာတိမရနာစားနိုင်ကြဘယ်မှာတော့လောင်းမယ်လေတောင်းလိုက်လောင်းမယ်ဟဲ့ဒီမှာမီးလာပြီလားမစားဘူးရွာတို့တစ်ခေါက်ကလာခဲ့ပါရန်ကုန်မွေးကရန်ကုန်မွေးကရန်ကုန်မွေးကမဦးကြီးချက်တာရန်ကုန်မွေးကပိုင်ရကြီးပါအလဲသဘောတစ်ခေါက်လမ်းလို့လာခဲ့ပါဘယ်တော့ရန်ကုန်မွေးကချက်မလားဒီလိုလားဆိုင်လို့တကယ်ရင်ကြီးတဲ့ပိုင်ရရွာပါဟာဘယ်တော့မှမကုန်ပါနဲ့အဲဂျင်းကထောင်းမယ်လေအောင်ချမ်းမြေဘုံကြီးကြောင်ကိုထောင်းနေနိုင်သည်ချီသူရောချီအရှင်ပြင်းရိတ်တရာကဦးဆောင်ငါရဲ့ဟုတ်ဘာသာမဟုတ်ဘာရမွေကဟာကျုပ်လုံးတရားတော့ညညမစင်ချာနေရတယ်တာယာနေတဲ့ကျုပ်ကမဒီမှာခောက်တယ်စံတန်တွေနာပြောဝဲတကယ်ဟိုကအဲ့ဒါပြေးတယ်ဟိုကြည့်တော့ကြည့်မလားတရားတရားကအခုမှရှေ့ဆောင်ဘာရဲ့ရွာရဲ့ရိုးရတလေးမှာပြောနိုင်ပါစေမုတ်ဆိုးကြမရဘူးရဲ့ဟိုဝေးကဟိုအိုကြည့်ကြည့်တော့ကြည့်မလားအယိုးကသဘောဘာရဲ့ရွာကကန်းလေးပြိုပါမယ်ရွာရဲ့အရှိဘက်မှာမမဲတော့ကံငါရဲ့စိတ်ဖြာရည်ကုန်ကြီးလေဝေမိုးဆောင်မပြတ်စီနေပြီကံငါမလားရွာတော့ရေဆိုရင်ရင်ပြည်နယ်မူနေသက်ကကိုဝင်းချောင်းနဲ့စီးနေလို့နေရွာတော့ဟာရီဟိုပါနဲ့လေခွင်းမြင်များရှင်တို့မဆုံးနိုင်ဒီလိုထားတော့ပြည့်ဆရာတော်နဲ့ကျော်လာများကသူ့ပ
ပေါင်းလှုပ်ဆောင်ရွာလေမဆိုးဘုံကလေးလမ်းများမိများနေဖို့ရဲ့လှုပ်ဆောင်နေပါလိမရရွာလို့နားလာခဲ့ပါဖိတ်ခေါ်ခြင်းပါလိ မမျိုးလေးစကားတော့ဟောတယ် ဘုံတော်ကြီးကြောင့်ပါလေတကယ်သားရဆိုးစိတ်နဲ့ပြီးတဲ့ဘက်အလား မအကြီးထားတော့ ရှောင်းလုံးပန်းကလေးများကိုမြင်နိုင်တွေ့နိုင်ပြီတို့ပိုင်ရရွာလူတစ်ခေါက်လောက် အဲ့ဒါမြင့်ဆုံးတလပေါ့ဟမ်မြင့်ဆုံးတလပေါ့ဘမဖေးဒါဆုံးရရပါဟုတ်ပြီအကြီးရောဘယ်ကောင်လိုက်လဲဘယ်ကောင်ဟမ်ဘယ်ကောင်လိုက်လဲမမအရေးစီးလို့လားအရေးလောက်ပြီလားဟဲ့တော့ပိုင်းဒါပုံမျိုးလိုက်လွှင့်တာကြီးစားပြီးတော့ချစ်ပန်းအကြိုင်မရသေးလားကောင်မကြိုင်ဝိုင်းကြိုက်ရဆရာတော့ဒါနဲ့ညီတာတော့ခုနပြော